မြတ်စွာသာသနာတော်နှစ်2580ခုနှစ်တိုင်ခဲ့ပြီဘုရားမြတ်စွာသာသနာတော်ကြီးနှစ်ပေါင်း2580တိုင်ဘာဖြစ်လို့အရှိခံပြီးတော့တည်တတ်နေတာနေဆိုရင်တန်ခါတော်အရှင်မြတ်များသာသနာမှာပြောနေကြတယ်တန်ခါတော်အရှင်မြတ်များသာသနာမပြောကြတော့ဘူးသာသနာမှာမပြောပြီးတော့ပရိယတ္တိဓမ္မများကိုမတင်ကြကြတော့ဘူးမလေ့လာကြတော့ဘူးဆိုရင်ဘုရားမြတ်စွာသာသနာကြီးဟာကျေပြောက်သွားမှာဒါကြောင့်သာသနာတော်အရှိခံတည်တတ်နေတာဒီဘယ်သူတွေကြောင့်တည်တတ်နေတာလဲလို့မေးလို့ရှိရင်တန်ခါတော်အရှင်မြတ်များရှိနေကြသည်လို့ဘယ်သူတွေရှိလို့တန်ခါတော်အရှင်မြတ်များသာသနာတော်ပြောမှတ်ပြီးတော့မှရှိနေကြသည်လို့ရသော်မြတ်ရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်ကြီးကပရိယတ္တိရှိတယ်ပฏิပတ်တိရှိတယ်ပฏิဝေဒဆိုပြီးတော့မှရှိတယ်ဒီတဲ့ချက်ပြောမယ်ဆိုရင်ပရိယတ္တိရဲ့ပฏิပတ်တိရဲ့ပฏิဝေဒလို့ခေါ်တဲ့အဓိကမရဲ့လေကရဲ့ဓာတုရဲ့ဆိုပြီးတော့သာသနာ9ရက်ရှိတယ်ပရိယတ္တိသာသနာပฏิပတ်တိသာသနာပฏิဝေဒလို့ခေါ်တဲ့အဓိကမသာသနာပြီးရင်လေကသာသနာပြီးရင်ဓာတုသာသနာ9ရက်ရှိပါတယ်ပရိယတ္တိသာသနာဆိုတာကမြတ်ရှင်ကိုရောမြတ်ကြီးဟောပေါ်ညွှန်ပြဆိုဆုံးမှတဲ့ဝိနည်းသုတ်တဲ့အဘိဓမ္မာလို့ခေါ်တဲ့ပရိယတ္တိဓမ္မများကိုကျင့်ကြံကြိုးစားပွားများအားထုတ်ပြီးတော့မှနှုတ်တဲ့ရအောင်ကိုယ်တိုင်လည်းပဲသင်္အလေးပြမှတ်သားကြတယ်သူတို့ဘာတွေကိုလည်းပဲပြန်လည်ပြီးတော့ပို့ချကြခြင်းတည်းဟူသောလုပ်ငန်းသည်ပရိယတ္တိလုပ်ငန်းလို့ခေါ်တယ်အဲ့ဒီပရိယတ္တိကိုအခြေခံပြီးတော့မှခန္ဓာဉာဏ်ရောက်လက်ပြကျင့်ကြံကြိုးစားပွားများအထုတ်တာကိုတော့ပฏิပတ်တိလို့ခေါ်တယ်အဲ့ဒီပฏิပတ်တိကျင့်ကြံကြိုးစားပွားများအထုတ်သွားခြင်းကြောင့်ရရှိသောအကျိုးတရားကိုတော့ပฏิဝေဒတတိယဖြင့်အဓိကမခေါ်တယ်ပရိယတ္တိရဲ့ပฏิပတ်တိရဲ့ပฏิဝေဒလို့ခေါ်တဲ့အဓိကမရဲ့သာသနာတော်3ရက်နောက်သာသနာတော်ကြီးတစ်ပြည့်နဲ့သုက္ကကာလရောက်သွားလို့ရှိရင်အသွန်တရံလို့ကိုယ်ပဲယူထားကြတဲ့လေကသာသနာဆိုတာရှိလို့နောက်တော့ဘုရားနေပါရဲ့ရှင်ကိုရောမြတ်ကြီးသာသနာတော်ပြင်ဒီကုန်းချုပ်တဲ့အနေနဲ့ရရှင်ကိုရောမြတ်ကြီးရဲ့တက်တော်မူတော်တွေအားလုံးစုပေါင်းပြီးတော့မှတရားဓမ္မတွေဟောပေါ်မြတ်မြတ်ဆုံးဆုံးမှလက်ဓမ္မပေါင်းလူပေါင်းကြောင့်များစွာจิตတန်းဝင်မဲ့သာသနာကိုတော့ဓာတုသာသနာကိုတော့ဆုံးအနေနဲ့ရှိပါတယ်။အဲကြောင့်ပရိယတ္တိသာသနာပฏิပတ်တိသာသနာပฏิဝေဒလို့ခေါ်တဲ့အဓိကမသာသနာတော်3ရက်ပြီးလက်ရှိအနေနဲ့ဓမ္မနိုင်ငံမှာအတ္တမထုံးကားနေတယ်။အဲ့ဒီပရိယပฏิပတ်ပฏิဝေဒသာသနာ3ရက်ရှိတဲ့ထဲမှာပရိယတ္တိသာသနာသည်ရှိသောတော်များကရောဘုရားရှင်ကိုယ်တိုင်ကရောပရိယတ္တိသာသနာတော်ကြီးကိုဗာနဲ့တူတယ်လို့မိတယ်ဆိုလို့ရှိရင်သစ်ပင်လေးနဲ့ရောမယ်ဆိုရင်ရေတောက်မြင့်နဲ့တူရမိပါတယ်။ဗာနဲ့တူတယ်လေ။သစ်ပင်တစ်ပင်မှာရေတောက်မြင့်သေးပြီဆိုတာနဲ့အဲ့ဒီသစ်ပင်ဒီအလိုအလျောက်ဒီပြီးသားဖြစ်သွားပြီ။ထိုနည်းတူစွာပဲတဲ့သာသနာတော်မှာပရိယတ္တိဒီဟုသောရေတောက်မြင့်ခိုင်မာနေသေးတယ်ဆိုလို့ရှိရင်သာသနာသစ်ပင်ဒီဟာစီပင်နေပဲပြန်ပွားနေပဲသာသနာသစ်ပင်ဒီစီပင်ဝါပြောပြီဆိုလို့ရှိရင်ဒီသာသနာသစ်ပင်ဒီမှာအပီးတွေရှိတယ်အပွင့်တွေရှိတယ်ဒီအသီးတွေအပွင့်တွေပြီးကြဖို့ပွင့်ကြဖို့ဒီအခြေခံအကြဆုံးဖြစ်တဲ့အောက်ကဇေတောင်းမြင့်ရှိနေမှာအသီးတွေပွင့်နေတာပွင့်တယ်ထိုနည်းတူစွာပဲတဲ့သာသနာတော်ကြီးဟူသောသစ်ပင်ကြီးဟာလည်းပဲမဉ္ဇဉ်ဘုံဉ္ဇဉ်အတိတွေအပွင့်တွေပွင့်ကျင်တယ်ပြီးကျင်တယ်ဆိုလို့ရှိရင်ပရိယတ္တိကြီးဟူသောရှင်းသုံးမြင့်ကြီးရှင်သန်နေဖို့လိုတယ်။ဒါကြောင့်သစ်ပင်တစ်ပင်နဲ့ပြောပါဆိုရင်သာသနာတော်ကြီးသစ်ပင်နဲ့တူတယ်ရှင်းသုံးမြင့်ဒီပရိယတ္တိသာသနာနဲ့တူတယ်ပင်စီအခက်လက်တွေဒီပฏิပတ်တိသာသနာနဲ့တူတယ်။အဲ့ဒီပင်စီအခက်လက်ကနေပွင့်လာတဲ့သိလာတဲ့အတိပွင့်မှန်သမျှဒီပฏิဝေဒသာသနာနဲ့တူတယ်။အဲကြောင့်အတိပွင့်နေသိခြင်းနဲ့ပင်စီအခက်လက်တွေစဉ်းစားခြင်းနဲ့ဖွံ့ဖြိုးစေခြင်းနဲ့ဆိုလို့ရှိရင်သစ်ပင်ဒီလိုတော့အောက်ကအခြေခံ စေတောင်းမြစ်ဒီရှင်သန်နေဖို့
လိုပါတယ်အခုအမတတိုင်းကျောင်းတိုင်ထဲမှာဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးရဲ့အခြေခံကြလို့ဖြစ်တဲ့ပရိယတ္တိဓမ္မတွေကိုသင်္ဟန်လေးကြပတ်သားနေကြတဲ့ပရိယတ္တိဝန်ဆောင်တွေရှိတယ်အဲ့ဒီပရိယတ္တိဝန်ဆောင်တွေကိုအာဝဇ္ဇေစက္ကတ်လူတန်းချင်းပြုလုပ်တဲ့သာသနာ့နဝဓမ္မတွေစက္ကတ်လူတန်းချင်းပြုလုပ်တဲ့ဆိုတာသာသနာ့ရေတောင်းမြင့်ကြီးကိုရေဒီလောင်းပြီးကြတယ်လို့ပတ်တယ်နော်ဒါကပထမချက်ဒုတိယတစ်ချက်အနေနဲ့အာလုံးသောသတော်ကောင်းတွေကြားမှုတွေရေကန်နဲ့ဥပမာပေးတာနဲ့ရေကန်နဲ့ဥပမာပေးတဲ့အခါမှာရေကန်ကြီးဒီကံပေါင်းကံပင်ခိုင်ခန့်နေမှအဲ့ဒီရေကန်ကြီးထဲမှာရေတည်နိုင်တယ်ရေကန်ကြီးမှာရေပေါင်းကံရေကန်ကြီးမှာကံပေါင်းကံပင်တွေမရှိတော့ဘူးကံပေါင်းတွေမရှိတော့ဘူးဆိုလို့ရှိရင်တော့ဘယ်တော့မှရေမတည်နိုင်ဘူးအဲကြောင့်ကံပေါင်းကြီးဒီပရိယတ္တိနဲ့တို့လေကံပေါင်းကြီးအရှိခံခိုင်ခန့်ပြီးတော့မှတည်တဲ့နေမယ်ဆိုလို့ရှိရင်အဲ့ဒီမှာတည်နေတဲ့ရေကပฏิပတိနဲ့တူတယ်ကံပေါင်းလည်းခိုင်ခန့်နဲ့ရေနဲ့တည်တဲ့နေလေဆိုရင်အဲ့ဒီရေကန်ထဲမှာကြာမျိုး၅ဘွန်းကာဝဝဆွတ်ပြီးတော့မှတည်တဲ့နေဆိုလို့ရှိရင်ပฏิဝေဒသာသနာအရှိခံတည်တဲ့နေကိုခေါ်တယ်အဲကြောင့်ကံပေါင်းထဲမှာကံထဲမှာကြာမျိုး၅ဆင့်ဒီဝဝဆင့်ဆင့်ကာပွန့်ပြီးတော့နေမယ်ဆိုရင်ဘုရားမြတ်စွာသာသနာပြုသောပฏิဝေဒသာသနာအရှိခံတည်တဲ့နေလို့ခေါ်တယ်အဲကြောင့်ဒုတိယဥပမာအနေနဲ့ကကြတော့ကံပေါင်းခိုင်မာခြင်းတည်ဟုသောပရိယတ္တိသာသနာခိုင်မာနေမှရည်ကြီးဟုသောပฏิပတိသာသနာရှိခံတည်တဲ့မယ်ရည်ကြီးဟုသောပฏิပတိသာသနာရှိခံတည်တဲ့မှာအဲ့ဒီရည်ထဲမှာရှိတဲ့ဇာမျိုး၅ဆင့်ဟာပေါ်မှုန်းပြီးတော့မောင်းပွင့်ပြီးတော့လန်းဆန်းပြီးတော့ဝိစာနေမှာဖြစ်ပါတယ်။အဲကြောင့်ဒုတိယမြောက်အနေနဲ့ကဒီကံကြီးတဲ့ဥပမာပေးပါတယ်။ဒါတတိယမြောက်အနေနဲ့ကကျတော့ဘုရားမြတ်စွာသာသနာတော်ပြည့်စုံကိုဗာနဲ့တင်သားတယ်ဆိုတော့ပရိယပฏิပတိဝိရလို့ခေါ်တဲ့သာသနာ၃ရက်ရှိတဲ့ခြင်းမှာပရိယတိသာသနာကြီးတည်တဲ့ဘာဥဒ္ဒအုပ်နဲ့ဥပမာပေးတဲ့အခါမှာနွားမနဲ့တူတယ်လို့ရှိတယ်ပฏิပတိဝန်ဆောင်များကိုလည်းတော့နွားကြီးများနဲ့တူတယ်လို့သိနေရှိတယ်အဲ့ဒီပရိယပฏิပတ်တရရှိတဲ့အချိန်မှာပရိယတိသာသနာအရေးကြီးကြောင်းရရှိဘရောမြတ်ကြီးကဒေသနာတော်အသီးသီးမှာလိမ့်နေတာရှိတယ်တခါတော့ကဖြစ်တဲ့ကလေးတခုပေါ့သတ္ထုဒ္ဒသင်္ဃယနာတင်းတင်းကာလကဖြစ်တဲ့ကလေးကျန်တော်ကြီးပြင်းကြတဲ့ကိုပြတယ်ဒိဋ္ဌိဘောသာသနာပရိယတိမူလဥဒ္ဒါဟုပฏิပတိဗန္ဒီအရှင်တရားတို့သာသနာတော်မြတ်ကြီးရဲ့မူလအရင်မူလပရဏကြတဲ့လုပ်ငန်းဆိုတာပရိယတိဂိတုခောပရိယတိလေလို့ဘုဒ္ဓဟူပฏิပတိကအရေးကြီးတယ်လို့ပရိယတိနဲ့ပฏิပတိပဲဟာအရေးကြီးတယ်ရင်းကြခုပြတချို့သောဘုရောများကလည်းပရိယတိကအရေးကြီးတယ်လို့ပြောတယ်တချို့သောဘုရောများကပฏิပတိကအရေးကြီးတယ်လို့ပြောတယ်ဒုတင်ဆောင်ကြတဲ့ဒုတင်ဆောင်အရှင်ပြများကလည်းသူတို့ကလက်တွေ့ကျင့်ကြံကြိုးစားပွားများအထုတာကိုအကြောင်းပြုပြီးတော့ပฏิပတိအရေးကြီးကြောင်းတင်သွင်းတယ်။ဇာကြနေကြတဲ့ဇာကြဘုန်းကြီးတွေတရားဟောပြောပြတာဆုံးဆုံးမှနေကြတဲ့ဓမ္မကတိကအရှင်သူမြတ်များကလည်းပရိယတ္တိအရေးကြီးပါလေလို့တင်သွင်းကြတယ်။အဲ့တော့ပฏิပတိအရေးကြီးပရိယတ္တိအရေးကြီးလို့ရင်းကြခေါ်ပြတဲ့အခါမှာပတိမြတ်ကြီးတွေကဟုတ်ပြီပฏิပတိကအရေးကြီးတယ်ဆိုရင်ပฏิပတိအရေးကြီးကြောင်းခိုင်လုံးပြောပြပါအဲကြောင့်ပฏิပတိအရေးကြီးပါတယ်လို့ဆိုကြတဲ့သူတင်သောအရှင်မြတ်များကဣမိသသုဘဒဘိက္ခုတမဝိဟရိယောအတုံညောလောကောအရဏိအတ္တမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပြိဋိဘံမဆိုင်ခင်မှာသူပတ္တပရပိုက်ကြီးကိုသူပတ္တယဟန်ကြီးကိုမိတ်ခဲ့တဲ့တကားလေးရှိပါတယ်ဗျာဤမေဇာသုဘဒဘိက္ခုတမဝိဟရိယောသုဘဒကြီးအဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်မြတ်ကြီးထဲမှာအတိသောယဟန်တော်များဟာအကောင်းဆုံးနေထိုင်ကြမယ်ကျင့်သုံးကြမယ်ဆိုလို့ရှိရင်အဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာတော်မြတ်ကြီးဟာယဟန်တာအရှင်မြတ်များနဲ့မစိတ်သုံးဘူးလို့ဒီတကားလေးသိခဲ့ပါလေဗျာကောင်းကောင်းနေကြမယ်ဆိုလို့ရှိရင်သနာက
ပฏิပတိတရားများကျင့်ကြံကြိုးစားပွားများအထုနေရင်တို့မိတ်တာဖြစ်ပါတယ်ဗျာအဲကြောင့်မလို့ပฏิပတိဒီပရိယတ္တိရဲ့အရေးကြီးပါတယ်ဗျာဒုတင်တော်ရှင်ပြများကရှောက်တပတ်ကလည်းပဲပရိယတ္တိကိုအရေးကြီးပါတယ်လို့ပြောကြတဲ့ဓမ္မဂတိကအရှင်သူမြတ်များနဲ့သာကြဘုန်းကြီးများတွေကလည်းထောက်ပြယာဝဒိဋ္ဌံတိတုဒ္ဒနာဝိယောယာဝဒိပတိဒါဝံတေကံတိအလောကတုရိယအဘုချိတိယတဥပမာနဲ့ဆောက်ပါမယ်ဗျာလောကကြီးမှာနေမင်းကြီးရှိနေတဲ့မြတ်ကာလတစ်လုံးအဲ့ဒီနေမင်းကြီးဟာလောကကြီးကိုအလင်းရောင်တွေပေးနိုင်ပါလေဗျာနေမင်းကြီးကိုပြောက်သွားပြီဆိုလို့ရှိရင်လောကကြီးဟာအမောင်အတိဖြစ်သွားနိုင်ပါလေဗျာထိုနည်းတူသောဖြင့်သာသနာတော်မှာလည်းပရိယတ္တိဒီဟုသောနေမင်းကြီးရှိနေတဲ့မြတ်ကာလတစ်လုံးသာသနာအယောင်တွေဟာထွန်းပြောင်းနိုင်ပါလေဗျာနေမင်းကြီးနဲ့ဥပမာပြီးနောက်ဆက်ကြောင်းလိုက်တာကယထာသနိတိကုံပိယဗရဏထာယပါဒနာပိဋိအခရဏိဓမိတာနိယာဝအခရဏိတရဏိတဝါနိတိကုံပိနတ္ထာနာမနာဟောတိဥပမာနဲ့ထပ်ပြီးတော့ပြောပါမယ်ဗျာလောကမှာတန်ဖိုးကြီးမှတဲ့ရှင်ဦးကြီးတစ်လုံးတဏှာမှာမြုပ်နှံကြတော့မယ်သိသိကြတော့မယ်ဆိုရင်အဲ့ဒီတန်ဖိုးကြီးမှတဲ့ရှင်ဦးကြီးကိုသိနိုင်လောက်တဲ့အမနမထူထဲကတော့ကြောက်ဆောင်ကြီးပေါ်မှာအခရာအရေးသားတွေရေးပြီးတော့ဒီနေရာမှာတန်ဖိုးကြီးမှတဲ့ရှင်ဦးကြီးရှိပါတယ်လို့အခရာအရေးသားတွေနဲ့ရေးထားမယ်ဆိုရင်ကြောက်ပြားပေါ်မှာရှိတဲ့ကြောက်စာမပြတ်သမျှကာလပတ်လုံးရွှေဘိုးကြီးကိုရှာလို့တွေ့လို့လွယ်ကူပါလိမ့်မယ်ဗျာထိုဒီမြတ်စွာဘုရားဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးဟာနောက်ဆုံးပန်းတိုင်ဖြစ်တဲ့ပฏิဝေဒလို့ခေါ်တဲ့နိဗ္ဗာန်ဟာရွှေဘိုးကြီးနဲ့တူပါတယ်ဗျာနိဗ္ဗာန်ဒီဟူသောရွှေဘိုးကြီးကိုရှာခြင်းနဲ့ဖွင့်ခြင်းနဲ့ဆိုလို့ရှိရင်ပရိယတ္တိဒီဟူသောကြောက်စာပေါ်မှာရှိတဲ့အခရာများပပြောက်မပြတ်ဖို့လိုပါလေဗျာလူရင်ပြောမယ်ဆိုလို့ရှိရင်ပရိယတ္တိဓမ္မအရှိကတည်တတ်နေဖို့လိုပါလေဗျာပရိယတ္တိကညွှန်ကြားထားတဲ့အတိုင်းလက်တွေ့ကျင့်ကြံကြိုးစားပွားများအားထုတ်မှသာလျှင်ပฏิဝေဒလို့ခေါ်တဲ့တန်ဖိုးကြီးမှတဲ့ရှိခိုးကြီးသိနိုင်မှာဖြစ်ပါလေဗျာဒါကိုတင်သွားတယ်အဲကြောင့်တတိယဒီလိုမျိုးဆိုရင်မြေဘုံလို့ပြောလို့ရတယ်ပေါ့ရောက်တာဘာမှရေးတဲ့စာလို့မဟုတ်မြေဘုံရှိတဲ့မြတ်ကာလပတ်လုံးရှိခိုးကြီးကဒီနေရာမှာရှိတယ်လို့သိနိုင်တယ်လို့ပဲပရိယတ္တိဓမ္မရှိတဲ့မြတ်ကာလပတ်လုံးနိဗ္ဗာန်ရှိခိုးကြီးကရှာလို့တွေ့လို့လဲပါလိမ့်အဲ့ဒါလိုမှမဟုတ်ပဲနဲ့ယတမန္တရှာခြင်းလို့ခေါ်တဲ့ပฏิပတိတိတံကျိုးသားပွားများအထုတ်ကြမယ်ဆိုရင်နိဗ္ဗာန်ကိုတော့ရှိခိုးကြီးမတွေ့နိုင်ဘူးမသိနိုင်ဘူးအဲကြောင့်ဒီရှိခိုးကြီးကိုညွန်ပြတဲ့ကျောင်းသားဘောမှာရှိတဲ့စာသို့မဟုတ်မြေပုံဒီပရိယတ္တိနဲ့တူတယ်အဲ့ဒီစာအတိုင်းပဲအညွန့်အတိုင်းပဲရှားပွေခြင်းကပฏิပတိနဲ့တူတယ်တွေ့ရှိသွားတာကပฏิဝေဒလို့ခေါ်တဲ့နိဗ္ဗာန်နဲ့တူတယ်အဲကြောင့်တန်ဖိုးကြီးမှာတော့ရှင်ဝိနဲ့တူတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုကျင်ကြတယ်လိုချင်ကြတယ်ဆိုရင်ပရိယတ္တိအညွန့်အတိုင်းပဲလက်တွေ့ကြည့်ကြကြိုးစားပွားများအလုပ်ဖို့လိုပါလေဗျာဒါကဓမ္မကတိကအရှင်သူမြတ်များနဲ့စာကြဘုန်းကြီးများကတင်သွင်းတယ်နောက်တစ်ခုတက်ခိုင်လို့အောင်တပိတော်များရှောင်းသားပါမယ်ဗျာယထာသကဝတတတဝကဝတတဝဘဝိနိပါဠိကာယတိပိယအတ္တတိသောဝသောတာဝိနိနာကတိယတိတပိတော်တို့ထက်လျှောက်ပါမယ်ဗျာလောကမှာနွားအုပ်ကြီးတအုပ်အရာပေါင်းအထောင်ပေါင်းအတန်းပေါင်းအသိပေါင်းဘယ်လောက်ပဲများများနွားအုပ်ထဲမှာနွားမတကောင်မှမပါပဲနဲ့နွားချင်းများတာရှိမယ်ဆိုရင်ဒီနွားဒီနေသွားပြီဆိုတာနဲ့နွားပြိုးဆက်တွေဟာပြတ်သုံးသွားနိုင်ပါလေဗျာ။ဒါကြောင့်မို့လို့နွားပြိုးဆက်တွေမပြတ်သုံးဖို့ရတဲ့အတွက်နွားမအတွေ့ရှိဖို့လိုပါလေဗျာ။ဟုတ်လား။အဲကြောင့်သာသနာတော်မှာနွားမများသည့်ပရိယတ္တိဝန်ဆောင်များနဲ့တူတဲ့နွားဒီများသည့်ပฏิပတိဝန်ဆောင်များနဲ့တူတယ်လို့ဒီလိုပုပ္ပါလေးနဲ့ပြောတာရှိတယ်။အဲရှားကင်းကြောတော်ဘုရားကြီးတို့ထက်ကတက်ပေါ်ကြပြနေကလေးချပြရရှိကြလိုက်ဆိုကြတယ်။နွားဒီများစွာရှိတုံပါလေနွားမတခုမရှိမှုကြောင့်နွားမျိုးစင်ဆက်မရှိပြတ်တို့ဒိဋ္ဌာများစွာ
ရှိတုံပါလေသာတင်စာချအရှိညာကမြတ်ဖရာသာသနာကွယ်ပမာမို့သာတင်စာချဖြည့်ရှင်လှကိုဂယုဆိုင်ကပြုစုပါမမြတ်ဖရာသာသနာဒွတ်ရှိကြမည်သူငါတတိရှိနေတော့ဒါကတော့ဥပမာလေးပြောတယ်နော်။ဘာတိညာစွာရှိတော့ပါလေနွားမတခုမရှိမှုကြောင့်ဘလောက်ပင်နွားတိဒီအရာအထောင်းအသိအတန်များများနွားမတကောမှမပါဘူးဆိုရင်နွားမျိုးသက်ကိုပြန်ပွားစေနိုင်သောနွားမများမပါသည့်အတွက်ဒီတတိတွေတင်တော်ပြီဆိုရင်နွားမျိုးသက်ပြတ်သုံးသွားနိုင်လို့ပဲ။စိတ်ဓာတ်တွေဘလောက်ပင်မနိုင်ငံမှာပေါ်ကဘာကြီးမှာပေါ်အဲ့ဒီရိတ်တာမှာကြင်ကြံကြုံတာဘွားများအထောက်ကြတဲ့ပฏิပတ်တိဝန်ဆောင်သိတန့်ရှိတယ်ဆိုရင်ပฏิပတ်တိဝန်ဆောင်အားလုံးပြတ်သုံးသွားပြီထွက်ခွာသွားကြပြီဆိုတာနဲ့သာသနာတော်ကြီးဟာလည်းပဲပျောက်ကွယ်သွားမှာပါအဲကြောင့်ပရိယတိနဲ့ပฏิပတ်တိသာသနာနဲ့ရဲ့ရှိတည်ရတဲ့ပရိယတိသာသနာတိသာလည်းအရေးကြီးကြောင်းဓမ္မဂတိကအရှင်သူမြတ်များနဲ့ဆာချဘုန်းတော်ကြီးများကတင်သွင်းတဲ့အခါမှာအားလုံးကဝမ်းမြောက်မှုကိုတာပြီးခေါ်ကြတယ်။ဒါကြောင့်ပရိယပฏิပတ်ပฏิဝေဒသာသနာတော်သုံးရဲ့ရှိသည့်အနဲ့ပฏิဝေဒလို့ခေါ်တဲ့အကျိုးနိဗ္ဗာန်ချမ်းသာကိုရကြကြတယ်ဆိုရင်ပရိယတိကိုအခြေခံပြီးတော့မှပฏิပတ်တိတရားများကျင့်ကြံကြိုးစားပွားများအားထုတ်ပြီးတော့ပฏิဝေဒလို့ခေါ်တဲ့အတိတုအတိဉာဏ်များရရှိနေတာဖြစ်ပါလေ။ဒါကြောင့်ဒီကနေ့ပတ္တိမဝိဤ52နှစ်ပြည့်ဝိနည်းအကြောင်းပြုပြီးတော့အမတဒါယီကျောင်းတဲ့ကျက်တို့လာရောက်ပြီးတော့မှစွန်မြဆက်ကတူတွဲကြလေဆိုတာပရိယတိသာသနာတော်ကြီးကိုထမ်းဆောင်ကြတဲ့ပရိယတိဝန်ဆောင်အရှင်မြတ်များအားဆက်ကတူတွဲကိုရတာဖြစ်တဲ့အတွက်သာသနာတည်တည်ပြုသောရည်တော်မျိုးကိုလည်းရည်တော်ကိုရတယ်လို့သာသနာတော်ကြီးကိုတော့ကံပေါင်းကြီးပရိယတိသာသနာကြီးကိုတော့ကံပေါင်းကြီးအရှိကံကြီးတဲ့နေအောင်ပြုလို့ဆောင်ရွက်ခြင်းလည်းဖြစ်ပါလေရှားကဲတော်မြတ်ကြီးတို့တဲ့တကားနဲ့ပြောမယ်ဆိုရင်တော့နွားမများကိုအစာနာကျွေးတာပါဟုတ်တယ်ပရိယတိဝန်ဆောင်များကိုစက္ကတဲ့တွေ့တဲ့နဲ့ဆိုတာနွားမများကိုအစာနာကျွေးခြင်းဖြစ်ပါလေအဲကြောင့်သာသနာတော်မြတ်ကြီးရဲ့အရှိခံအတိတန်ကြောင့်ဖြစ်တဲ့ပရိယတိဝန်ဆောင်များကိုစက္ကတွေ့တဲ့နဲ့ဝိနည်းရှင်တွေကိုအားလုံးစုံသောတော်ကောင်းအပေါင်းတို့ဒီနေ့အရှင်ကဆက်ပြီးတော့ပရိယတိဓမ္မများကိုဆရာကောင်းဓမ္မကောင်းများထံနာကံပတ္တပြီးတော့သောပရိယတိကိုအခြေခံပြီးတော့ပฏิပတ်တိတရားများကိုလက်တွေ့ကျင့်ကြံကြိုးစားပွားများအားထုတ်ကြပฏิဝေဒလို့ခေါ်တဲ့ဘုရားဘာသာတော်များရဲ့နောက်ဆုံးပန်းတိုင်ဖြစ်တဲ့အသင်္ကတတဲ့မျက်နှာစွာသောနိဗ္ဗာန်ချမ်းသာမြတ်ကြီးကိုအရင်မြန်စွာမျက်မှောက်ပြုနိုင်ကြပါသည်ကုန်သတည်းမျက်မှောက်ပြုနိုင်ကြပါသည်ကုန်သောရေလို့သာဓုတံအောင်နမိတ်ဖြင့်အောင်ပိသိတော်လောင်းနိုင်ကြပါ